ဟုတ်လားဘယ်တော့ဟိုဆိုင်ခေါ်နေလို့ နေဆိုင်ခေါ်တာ ဘာမှမသက်ဆိုင် နေရတော့ဘာမှမသက်ဆိုင်ပဲသက်ဆိုင်တဲ့သူတွေဆိုပြောစရာစကားရှိနေတော့လာအောင်Oppo ကနေကျွန်တော်ဒီဘုံမှာအခုပဲဈေးကြောက်ကုန်ပြီနော်ဈေးကြောက်သွားတဲ့ model လေးကတော့ Oppo A5a RAM 428ကိုမှရခင်ဈေး639,900နေပြီးတော့ယခုဈေး5,900,900ထိချပေးထားပါတယ်နောက်ထပ်ဈေးကြောက်သွားတဲ့ model တစ်မျိုးကတော့ Oppo A5 RAM 128GBကိုမှရခင်ဈေး9,900,900ကျပ်ကနေယခုဈေး9,400,900ကျပ်ကိုဈေးချပေးထားပါတယ်နောက်ထပ်ဈေးကြောက်သွားတဲ့ model တစ်မျိုးကတော့ Oppo A5 RAM 128GBကိုမှရခင်ဈေး8,900,900ကျပ်ကနေယခုဈေး8,400,900ကျပ်ကိုဈေးချပေးထားပါတယ်အဲ့တော့အခုလို Oppo တွေဈေးချပေးနေတဲ့အချိန်မှာ Oppo ချစ်တဲ့သူတွေအမြန်ဆုံးကျွန်တော်ဒီဘိုင်းမှာလာဝယ်လိုက်ဖို့ဖိတ်ခေါ်လိုက်ပါတယ်လာဝယ်လိုက်တော့ဆိုတော့ site လိပ်စာရောသိလို့လားတည်တည်ကျွန်တော်ထပ်ပြောပြမယ်ကျွန်တော်တို့လဲခုမြို့နယ်ရိတ်တာမှတ်တိုင်းစီဗန်ရှိမှရှိရဲကျွန်တော်ဒီဘိုင်းကိုခုပဲလာခဲ့လိုက်တော့